ယနေ့ကဘာကြီးဟာအရှင်တော်ကကဘာကြီးနဲ့မတူညီတော့ပါဘူး။နေရာတိုင်းအချိန်တိုင်းမှာပတ်ဝန်းကျင်ညဉ့်ညမ်းမှုတွေကိုတွေ့ကြုံနေရပါတယ်။လူသားတွေထိတွေ့ထိစပ်တဲ့အရာများအပြင်လေထုရေစားတဲ့အစားအစာများဟာကျန်းမာရေးအတွက်ညဉ့်ညမ်းမှုနဲ့အဆိပ်တွေဖြစ်စေပါတယ်။ဒီအဆိပ်တွေဟာကိုယ်ခန္ဓာကိုရောင်ရမ်းစေပါတယ်။ပြီးတော့ကိုယ်ခန္ဓာအတွက်ဓာတ်မတည့်မှုတွေဖြစ်ပွားစေတယ်။လူများကအဲ့ဒီအခြေအနေကိုမသိလိုက်တာနဲ့ဖြစ်တတ်ပါတယ်။နောက်ဆုံးနာတာရှည်ယောဂများကိုဖြစ်ပွားစေပါတယ်။အဓိကကတော့မိမိရဲ့ကျန်းမာရေးကိုဂရုစိုက်ရမယ်။ဒါတွေကိုလစ်လျူရှုသွားရင်ယောဂများကိုနာတာရှည်ဖြစ်စေပါတယ်။တခါတလေမိတ်ဆွေဖြစ်နေတဲ့ယောဂကိုနောက်ကျမှတွေးရှိရတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်လက်ရှိမိတ်ဆွေကကိုယ်ခန္ဓာရင်းရောင်ရမ်းမှုသို့မဟုတ်ဓာတ်မတည့်မှုရှိနေပြီဆိုရင်နာတာရှည်ယောဂဖြစ်ပွားနိုင်တာကြောင့်သင်ကျန်းမာရေးကိုအသေးစိတ်အလေးထားရပါမယ်။အာဟာရဓာတ်ကိုမက်ကန်ဆာရရှိခြင်းကသင်ကိုယ်ခန္ဓာအတွင်းဖြစ်ပွားတဲ့ရောင်ရမ်းမှုကိုလျှော့ချနိုင်ပါတယ်။သင်ကိုယ်ခန္ဓာက power offering ကိုသိရဖို့အချိန်ရောက်ပါပြီ။သင်ကိုယ်ခန္ဓာကိုပြန်ကောင်းစေတဲ့အာဟာရဓာတ်များစွာပါဝင်ပါတယ်။ S-Vera Plus ကဗီတာမင် C နဲ့ Goji Berry သီးကနေထုတ်ယူတဲ့အတွက်ရောနှောတဲ့ရှားဆောင်လက်ပတ်ရည်ဖြစ်ပါတယ်။2020ခုနှစ် Bio-Organic Award ပွဲမှာ Innovation Leader ဆုလည်းရရှိထားပါတယ်။ Barbadinxit Mila မျိုးဆက်ရှားဆောင်လက်ပတ်ကအာဟာရဓာတ်များစွာရှိပါတယ်။သင်ကအဲ့ဒီရှားဆောင်လက်ပတ်မှာအာဟာရဓာတ်ကိုစုံလင်စွာရရှိပါတယ်။ဥပမာ Alloxin A, Allocutin, Amino acid တို့ဖြစ်ပါတယ်။ဒါတွေကသင်ကိုယ်ခန္ဓာအတွက်ပိုးမွှားများကိုတက်ဖြတ်ပေးပါတယ်။ဘာဘာလိုအင်တက်ကကိုယ်ခန္ဓာအတွက်ပိုးမွှားကူးစက်ခံရခြင်းကိုကာကွယ်ပေးပါတယ်။ရှားဆောင်လက်ပတ်မှာ Amino acid, Polysaccharide ဓာတ် Anthraquinone ဓာတ်ကရောင်ရမ်းမှုများကိုလျှော့ချပေးပါတယ်။ဗီတာမင် C နဲ့ Goji Berry ကရှားဆောင်လက်ပတ်ရဲ့လန်းဆန်းမှုကိုထိန်းသိမ်းထားပါတယ်။ထို့ကြောင့်ရှားဆောင်လက်ပတ်ကနေအာဟာရဓာတ်ကိုပြေဝစွာရရှိပါတယ်။တင်ရရှိမဲ့ကြိုးကျေးဇူးများကနံပါတ်1ကတော့ကင်ဆာဆဲလ်ကြီးထွားမှုကိုရပ်တန့်နိုင်ပါတယ်။ပြီးတော့ပိုးမွှားကူးစက်ခံရခြင်းကိုလည်းလျှော့ချနိုင်ပါတယ်။ဒါ့အပြင်သွေးဖြူဦးပြန်လည်တည်ဆောက်ဖို့တိုက်တွန်းပါတယ်။တင်ကျန်းမာရေးအတွက်ခိုင်မာတဲ့ကိုယ်ခံအားကိုတိုးစေပြီးသွေးရင်းစီဓာတ်ကိုလျော့ကျစေပါတယ်။ကိုယ်ခန္ဓာအတွင်းပြန်လည်ကောင်းစေဖို့တိုက်တွန်းပါတယ်။မိတ်ဆွေအနေနဲ့အလုပ်ကိုပြန်လည်ကောင်းမွန်စွာလုပ်နိုင်ပြီးအနာကိုပြန်လည်ပျောက်ကင်းစေပါတယ်။ပြီးတော့အစာပြွန်အစာအိမ်ဥစနစ်စတဲ့အစာလမ်းကြောင်းကိုထောက်ပံ့အားပေးပါတယ်။တင်းရဲ့အယိုးစစ်များကိုတန်မာစေပြီးဥမာကြီးနရံကိုတန့်ရှင်းစေပါတယ်။အစာရင်အနာဖြစ်ခြင်းကိုကာကွယ်ပေးပြီးမြန်ပျောက်စေတယ်။အကျိုးရများလို့တင်းကိုယ်ခန္ဓာကိုပြန်လဲကောင်းမွန်စေတယ်။တောက်သုံးရမယ့်နီလန်ကတော့နနက်နေ့လယ်ညအစာမစားမီနဲ့ညမအိမ်မီနာရီဝက်ကြိုရည်တောက်ပါ။တစ်ခါတောက်လျင်30မီလီမီတာကိုတောက်သုံးသင့်ပါတယ်။တင်းကိုယ်ခန္ဓာကိုယ်ရင်းရှိဦးလန်းချောင်းဤလဲပတ်မှုကိုများစွာအထောက်အကူပြုပါတယ်။ကျွန်တော်ပြောပြထားတဲ့အတွက် Power Offering ကကိုယ်ခန္ဓာကိုပြန်လဲကောင်းမွန်နိုင်တဲ့အကောင်းဆုံးအာဟာရတစ်ခုဖြစ်ပါတယ်။